ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်။ညိုမီ story channel လေးကနေပြီးပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီ channel လေးမှာဆိုလို့ရှင်တော့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရမလို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော်။မြို့ဝင်တောင်ကုန်းလမ်းမဘေးတရက်ကုန်းကြီးရွာရဲ့ညနေခင်းနေရောင်ကြီးနွေးနွေးအောက်မှာစင်မာထမင်းဆိုင်ဆိုတဲ့ဆိုင်းဘုတ်ဟောင်းကလေးကလေထဲမှာရိမ့်ထိုးနေပါတယ်။ဆိုင်ကတစ်တားတိုင်လေးတွေနဲ့စောက်ထားတဲ့ရိုးရှင်းတဲ့ဆိုင်လေးဆိုပေမဲ့ဖြတ်တန်းသွားလာတဲ့ကုန်ကားသမားတွေအတွက်ကတော့ဒီနေရာလေးဟာပင်ပန်းသမျှပြေပြောက်ဖို့အတွက်ဥယျာဉ်တစ်ခုလိုပါပဲ။ဆိုင်ရဲ့နှလုံးသားကတော့စင်မာပါအသက်25နှစ်အရွယ်ပင်ကိုတတိရှိပြီးဆွဲဆောင်မှုရှိရဲ့စင်မာဟာလည်းထမင်းဆိုင်ရဲ့အလှဆုံးပန်းပွင့်လေးပါ။သူဟာတောင်ဖြောင်းတဲ့ခန္ဓာကိုယ်ရှိပြီးဝစ်စားထားတဲ့အင်ကြီးစက်ကလေးကသူ့ရဲ့အလှကိုပို့ပြီးတော့လေပေါ်လင်းစီရဲ့စင်မာဟာစပွဲပြင်လိုက်တိုင်းဟင်းပွဲချလိုက်တိုင်းသူ့ရဲ့ခါးလေးကိုရိန်ထွင်လှုပ်ရှားလိုက်တိုင်းကုံကားသမားတွေရဲ့မျက်လုံးကိုဖမ်းစားထားနိုင်ပါတယ်ဇင်လေးဒီနေ့ဟင်းရလေတော်တော်မွေးတာပဲဗျာဇင်လေးမျက်နှာကိုကြည့်ရတာနဲ့တင်လေဘိုက်ဝနေပြီလို့ကားသမားတယောက်ကနောက်ပြောင်ရင်းချီးမွမ်းတယ်ဇင်မာကတော့ဒါတွေကိုရိုးနေပါပြီသူကခရဲပြုံးပြီးတော့မျက်တောင်တစ်ချက်ခတ်ပြီးဟုတ်ပါရဲ့စပွဲပေါ်ဟင်းတွေကိုပဲစားပါသမီးကိုကြည့်ပြီးတော့ဘိုက်ဝနေရင်တော့ဟာဆိုင်ရှုံးမှာပေါ့လို့ညှို့ရဲအတန်နဲ့ပြောပြလိုက်ပါတယ်သူ့ရဲ့အပြုံးဟာရိုးရှင်းပေမဲ့ကားသမားတွေရဲ့ရင်ဘတ်ထဲကိုစူးဝင်သွားတဲ့အထိဆွမ်းအားရှိရဲ့ဇင်မဟာသူ့ရဲ့လှကိုလက်နဲ့တစ်ခုလိုအကောင်းဆုံးတုံးသက်သူပါသူဟာပြောဆိုချိုသားတဲ့ကားသမားတွေရဲ့စိတ်ကိုနားလေတယ်ပြီးတော့သူ့အပြုံးတစ်ခုတည်းနဲ့သူတို့ကိုအိမ်မက်ထဲထိလိုက်ပါသွားစေနိုင်တယ်ဒါပေမဲ့ဒီပြုံးနေရဲ့နောက်ကွယ်မှာတော့ပတ်စံအိုးပဲဆွဲလန်းတဲ့ရိုးသားမှုကင်းတဲ့နှလုံးသားတစ်ခုရှိနေမှဘယ်သူမှမသိကြဘူးညနေခင်းအမောင်ထုဖုံးလန်းလာချိန်မှာဇင်မရဲ့ဆိုင်လေးဟာပို့ပြီးတော့တောက်ပလာတယ်ကားသမားတွေဟာဇင်မရဲ့အပြုံးကိုရဖို့သူ့ရဲ့စကားသံကိုကြားဖို့သူ့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုငေးမောဖို့ဒီဆိုင်လေးမှာပဲအချိန်ကုန်ဆုံးကြပါတယ်ဇင်မဟာဒီလန်ဘေးရထမင်းဆိုင်လေးလိုပဲဝေးကွာလုံးပေမဲ့ဆွဲလန်းစရာကောင်းတဲ့အလှတရားတစ်ခုဖြစ်တည်ရှိနေရဲ့ဇင်မထမင်းဆိုင်ရဲ့တစ်သားတိုင်တစ်ခုကိုမှီပြီးခမမောင်ထောက်တနေရာမှာမောင်မောင်တယောက်ထိုင်နေရဲ့သူကအသက်22နှစ်အရွယ်ရက်ွက်ထဲကရိုးရိုးအေးကောင်လေးတယောက်မျက်လုံးနေရာကြည့်နေပြီးဇင်မအောင်ကြည့်ရဲ့အကြည့်တွေမှာတော့အစွမ်းကုန်ချစ်ခင်မှုတွေစိုးရိမ်မှုတွေအကြောက်တရားတွေရောပြုံနေရဲ့မောင်မောင်ဟာဇင်မနောက်ကိုလည်းငယ်စဉ်ကတည်းကအရေးလိုလိုက်ခဲ့တဲ့သူဇင်မကမောင်မောင်ထက်3နှစ်လောက်ကြီးရောသူ့ကိုမောင်ငယ်လေးတယောက်လိုပဲသဘောထားတယ်ဒါပေမဲ့မောင်မောင်ကတော့ဇင်မကိုအသေးအတန်ချစ်နေခဲ့တယ်ဇင်မဟာဧည့်သည်တွေကိုညှို့ယူနေချိန်မှာမောင်မောင်ကတော့ဆိုင်တောက်ကနေအားမလို့အားမရမျက်နှာငယ်လေးနဲ့ငေးကြည့်နေရတတ်တယ်မမောင်ဟိုစပွဲရဟင်းပကံနေသွားသိမ့်ဆန်ပြီးရင်ယူနေချမ်းသွားဖြစ်လိုက်အောင်ဇင်မဟာဧည့်သည်တွေကိုပြုံးပြရင်အမိတ်ပေးတန်ဆူဆူလေးနဲ့လည်းခိုင်းလိုက်တယ်။မောင်မောင်ကတော့ဘာမှပြန်မပြောဘဲချက်ချင်းချရက်တယ်။ဇင်မခိုင်းသမျှကိုအခိုင်းစီတယောက်လိုလှုပ်ပေးနေရတာကိုသူကအရှက်မရှိရဲ့ပြင်သူ့ကိုလှုပ်ခိုင်းနိုင်တဲ့သူအဖြစ်တတ်မှတ်ပေးတာကိုပဲပြောနေတတ်ကြပါ။အမဇင်မစိတ်ချမ်းသာရင်ပြီးရောဆိုတဲ့အတွေ့မျိုးပဲသူ့ရဲ့ဘဝနဲ့ဇင်မအနာမှာကုံဆုံးနေရောတယ်။တခါတရံဇင်မကကားသမားတွေစီကပတ်စံကိုခန္ဓာရင်းမိလှုပ်ရှားတဲ့အလုပ်အကြောင်းလဲမောင်မောင်ကိုတက်တေဖြစ်နေအတုံးချတတ်တယ်မောင်မောင်ကဒါကိုသိပေမဲ့ဇင်မကိုချစ်တဲ့စိတ်ကြောင့်သူ့ကိုပြစ်မသွားချင်တဲ့စိတ်ကြောင့်မှားမှန်တည်တည်ရနဲ့ကူညီပေးမိပါတယ်မောင်မောင်ငါ့ကိုဘာလို့ဒီလောက်တောင်မှလိုက်လုပ်ပေးနေရလဲဇင်မကတခါတလေမေးတတ်ပါတယ်မောင်မောင်ကတော့ပြုံးုံပဲပြုံးပြီးတော့အမဇင်မလိုအဲ့ရင်ကျွန်တော်အမြဲတမ်းရှိနေမှာမလို့ပါလို့နှလုံးသားရဲ့စကားကိုလည်းပြောတတ်တယ်မောင်မောင်ဟာဇင်မအတွက်တော့အတုံးချလို့ရတဲ့အရေးတစ်ခုဒါပေမဲ့သူ့အတွက်တော့ဇင်မဟာသူ့ဘဝရဲ့တစ်ခုတည်းသောအသက်ရှင်တော့မှာပဲစိုင်ပိတ်ချိန်ရောက်လာတဲ့အခါမှာတော့ဇင်မရဲ့စစ်မှန်တဲ့တဘာဝကပေါ်ထွက်လာပါတယ်သူဟာပစ္စည်းတွေကိုတင်ဆက်ရင်သူ့ရဲ့လှပကိုပို့ပြီးတော့ထင်ရှားအောင်ပြင်ဆင်တယ်။ကောင်ကားသမားတွေထရာမှာချမ်းသာပုံရတဲ့သူတွေကိုရွေးချယ်ပြီးသူတို့စီကိုအချစ်စကားတွေရွယ်ချက်ရှိရှိပြောတတ်တယ်။ကိုကိုကျမရဲ့ဆိုင်လေးကသေးငယ်ပေမဲ့လေကျမရဲ့နှလုံးသားကတော့ကိုကိုတက်အကြီးကြီးပါလို့ညှို့ယူတဲ့အတန်နဲ့ပြောရင်သူတို့ကိုပိုက်ကုန်နဲ့ရအောင်ဖမ်းတတ်တယ်။ကျမတို့လက်ထက်ကြအောင်ဆိုတဲ့ဂရိစကားတွေကဇင်မတော်တော်ပတ်စံရှာတဲ့နီးလန်းတစ်ခုပါပဲ။ကားသမားတွေကဇင်မရဲ့အလှကိုအယူမှုဆွဲလန်းနေရမလို့ငွေတွေအများကြီးချေးယူပြီးတော့ဇင်မအတွက်ပေးရကြောင်းဇင်မာအလွယ်တကူရတယ်ပတ်ဆက်ရပြရနဲ့ဇင်မာနောက်ထပ်ကားသမားတယောက်ကိုထပ်ရှာဖို့ပြင်ဆင်နေသူ့ရဲ့နှလုံးသားကပတ်စံကိုပဲမြင်ပြီးချစ်ချင်းမြတ်တာဆိုတာကိုတော့လိန်လေဖို့လက်နက်တစ်ခုအနေနဲ့ပဲအသုံးချတယ်ဇင်မာဟာအလှပရဲ့နောက်ွယ်ကအန်ဒီရဲ့ရှိရဲ့ပိုက်ကွန်တစ်ခုပါညာဦးရန်အချိန်စိုင်ပိတ်ပြီးနောက်လမ်းမပေါ်မှာမီးအောင်မမိန်လေးပဲရှိရဲ့ဇင်မာကနောက်ဆုံးထွက်သွားတဲ့ကားသမားစီကနေရှာတဲ့ပတ်စံအိတ်ကိုပုတ်တိုင်ရင်နဲ့စိတ်ကူးရင်ပြုံးနဲ့ရှောက်လာတယ်။အဲ့ဒီချိန်မှာမောင်မောင်ကဇင်မရှိကိုရုတ်တရက်ခေါင်းအုပ်လိုက်တယ်လို့မျိုးနဲ့ပိတ်ရက်လိုက်တယ်။မောင်မောင်ရဲ့မျက်နှာဟာလည်းအရင်လိုပြုံးနေမရှိတော့စိုးရိမ်ပူပန်မှုနဲ့ဒေါသရိပ်ရောင်နေထင်ဟပ်နေရဲ့။အမဇင်မဒီလိုလုံနေတာရက်လိုက်တော့
ခုနကလူတွေဆိုတာကောင်ကားသမားတွေသူတို့ကလူချမ်းနေအန်ဒီရဲ့အရမ်းများတယ်လို့မောင်မောင်ကတုံရီနေတဲ့အတန်နဲ့ပြောရင်ဇင်မပခုံးလေကင်ပြီးတောင်းမယ်နဲ့ဇင်မကတော့မောင်မောင်ရဲ့ကင်ထားရဲ့လက်ကိုခါထုတ်ပြီးတော့မထီမဲ့မြင်ပြုံးလိုက်တယ်သူဟာမောင်မောင်ရဲ့ပါကိုလေခပ်ဖွားလေးပုတ်လိုက်ရင်မောင်မောင်မင်းကကလေးပဲရှိသေးရဲ့လောကကြီးရဲ့အန်ဒီရဲ့ကိုမင်းပါသေးလို့လေဒီလူတွေကငါ့ကိုကြိုက်နေရငါခိုင်းသမျှလောက်ကြမှာပဲပတ်စံရရင်ပြီးရောဘာကြောက်စရာရှိလို့လဲလို့အေးစစ်စစ်ပဲပြောလိုက်ပါတယ်မောင်မောင်ကတော့မယုံနိုင်တဲ့အကြည့်ရည်နဲ့ကြည့်ရင်ပတ်စံအတွက်နဲ့အသက်ကိုရင်းနေရလားတနေ့သူတို့သိသွားရင်အမစင်မှာဘာဖြစ်မလဲဆိုတာတွေးကြည့်ဘူးလားလို့နောက်ဆုံးချိန်သတိပေးလိုက်တယ်စင်မာကတော့မောင်မောင်ရဲ့စကားတွေကိုလစ်လူရှုပြီးလမ်းဘေးကနေထွက်သွားဖို့ပဲပြင်းတယ်မင်းအလုပ်မရှိရင်တော့အိတ်လိုက်တော့ငါကိစ္စငါသိရဲ့လို့ပြောပြီးမောင်မောင်ကိုလည်းမောင်းထုတ်ခဲ့ပါတယ်မောင်မောင်ကတော့စင်မကြောပြင်းကိုကြည့်ပြီးဒီမိန်းကလေးသူ့ကိုယ်သူပြန်ပြီးတော့အန်ဒီရဲ့ပေးနေတာပဲလို့တွေးပြီးတော့ရင်ထဲမှာမခံမရနိုင်အောင်ဖြစ်သွားပါတယ်ဇင်မာရဲ့လိမ်လည်မှုတွေကအောင်မြင်နေပြီးတော့ပတ်စံတွေအလုံးရင်းနဲ့ဝင်လာချိန်မှာသူမရဲ့စရိုက်ကပြောင်းလဲလာခဲ့ပါတယ်။အရင်ကရိုးရှင်းတဲ့ဝတ်စုံလေးတွေပဲဝတ်တတ်တဲ့ဇင်မာဟာအခုတော့မျိုးပေါ်ကတန်မိုးကြီးဆိုင်နေရဝတ်စုံတွေကိုပဲရွေးချယ်ဝတ်ဆင်လာတယ်။တောက်ပါတဲ့ရတနာတွေရေမွေးနဲ့တင်းတင်းတွေကသူမရဲ့လှကိုပို့ပြီးတော့တောက်ပြောင်စေပြီးမြဲအတွင်းစိတ်ကတော့ပို့ပြီးတော့အေးဆက်မှကြောလာတယ်။မောင်မောင်ဓမ္မကြည့်စံငါဝတ်ထားတဲ့ဒီကောင်ဝဲအစ်စ်ကလေးကလှလားဇင်မာအမှန်တင်ကုန်ရှိမှကိုအမွှန်းတင်မမအောင်မေးလိုက်တယ်မမကတော့ဆိုင်တောက်မှာထိုင်နေဇင်မအောင်ငေးကြည့်နေမိရဲ့သူ့ရဲ့မျက်ဝန်းတွေမှာအချင်းနဲ့တူတူဝမ်းထဲမှုတွေရောပြိုနေရဲ့လှပါတယ်ဒါပေမဲ့အမဇင်မဒီပတ်စံတွေကတော်ပြီငါအလှပအကြောင်းပဲပြောမင်းကကလေးပဲဘာသိလဲဇင်မဟာမမောင်ရဲ့စကားတွေကိုဖြတ်ပြောရင်သူ့ကိုအဖက်မလုပ်တယ်လို့ဆက်ဆံနေမမောင်ကိုခိုင်းဘက်တယောက်လိုပဲသဘောထားပြီးတော့သူ့ရဲ့စိုးရိမ်မှုတွေကိုလည်းအေးမပလောက်ခဲ့ပါဘူးမမောင်ကတော့ဇင်မရဲ့မာနကြီးရဲ့အမူအရာတွေပတ်စံပေါ်မှာပဲယူသွနေရဲ့အပြုအမူတွေကိုကြည့်နေရပါတယ်အမစင်မစိတ်တရားတဖြည်းဖြည်းအမောင်တို့တွေရောက်သွားပြီလို့တွေးပြီးနှလုံးသားထဲမှာခံပြင်းနေရတယ်သူကဇင်မကိုကောက်ွယ်ပေးခြင်းပြီးမယ်ဇင်မကတော့သူ့ကိုလစ်လူရှုပြီးအောင်မြင်မှုရဲ့လမ်းကြောင်းပေါ်မှာပဲတိုးဝင်နေခဲ့တယ်မိုးသီးထန်စွာနဲ့ရွာသွန်းနေတဲ့ညတညလေပြင်းနေရာဇင်မထမင်းဆိုင်ရဲ့တစ်သားနရံတွေကိုရိုက်ခတ်နေရဲ့ဇင်မကတော့ဆိုင်ကိုပိတ်ပြီးအရိညာအခကျွေးငွေအများကြီးယူပြီးတော့ကုန်ကားသမားတယောက်ရဲ့စိတ်ကြည်နက်မှုကိုပေးဖို့ကားသမားနောက်ကိုလိုက်ခဲ့ပြီးအိမ်ကိုပြန်လာခဲ့တယ်သူမရဲ့အလားပါကိုအသုံးချပြီးကုန်ကားသမားတွေရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပြီးတညတွေနဲ့အများကြီးရတဲ့ငွေတွေကိုရေတွက်ရင်းနဲ့ဇမားတော့ပျော်ရွှင်နေခဲ့တယ်။ဒါပေမဲ့မိုးရေထဲမှာအကြာကြီးရက်ပြီးကားသမားတွေနဲ့စကားပြောခဲ့ရတာကြောင့်ရုတ်တရက်ခန္ဓာကိုယ်ကအေးဆက်လာပြီးတုံရီလာခဲ့တယ်။ငါနည်းနည်းဖျားနေရနေမှာပါ။ဇမားဟာကိုနှစ်သက်ရင်အိမ်ထဲကိုဝင်ပြီးအဝတ်စားလဲဖို့ကြိုးစားတယ်။ဒါပေမဲ့ခေါင်းကအရန်ကိုမူးလာပြီးအသက်ရှူရတာလည်းခက်ခဲလာတယ်။ဇမားကဒါကိုတာမန်တုတ်ကွေးလိုပဲထင်ပြီးအိမ်မှာရှိတဲ့ဆေးတွေကိုတောက်ပြီးတော့အိယာပေါ်မှာလဲလျောင်းလိုက်တယ်။မနှက်ပြန်ဆိုလို့ရှင်ရသွားမှာပါလို့တွေးပြီးတော့မျက်လုံးတွေကိုမှိတ်ထားပြီးမဲ့ခန္ဓာကိုယ်ရဲ့အပူချိန်တွေကမြင့်တက်လာခဲ့တယ်။ဇင်မာဟာအမောင်တို့ဖုံးလန်းနေတဲ့အိမ်ထဲမှာအထီးကျန်စွာနဲ့ဖျားနာနေခဲ့တယ်။ဒါဟာသူမရဲ့အလှပကိုအလွဲသုံးစားလုပ်ခြင်းရဲ့နောက်ဆက်တွဲဖြစ်စတင်လာတဲ့အမောင်တို့ရဲ့ညတညပါပဲ။တပတ်ကျော်ကြာတဲ့အထိဖျားနာမှုကမတက်တာအောင်နေမကောက်ဇင်မခန္ဓာကိုယ်ဟာတစ်နေ့ထက်တစ်နေ့ပိန်လီလာပြီးတော့အင်အားတွေကုန်ခန်းလာတယ်။အာဂျင်မီစေးရုံသွားခဲ့ပြီးမြဲသူမရဲ့ရင်ထဲမှာထူဆန်းတဲ့ကြောက်မှုတစ်ခုကိန်းအောင်နေစေးရုံမှာစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်တာဝန်ကျဆရာဝန်ကဇင်မကိုတီးတန့်ဆွေးနွေးခန်းတဲ့ခေါ်လိုက်ပါတယ်အခန်းထဲမှာတိတ်ဆိတ်မှုကလွှမ်းမိုးနေပြီးဆရာဝန်ရဲ့မျက်နှာတီတင်းနေရဲ့ညီမလေးစစ်ဆေးမှုရလက်တွေထွက်ပေါ်လာပါပြီဆရာဝန်ဟာဆောက်ရက်ကိုကြည့်ပြီးဇင်မကိုတေချာကြည့်ပြီးပြောလိုက်တယ်ညီမလေး HIV ကိုကူးစက်ခံထားရပါတယ်ဇင်မဟာနားထဲမှာဘာမှမကြားရတော့တယ်လို့ပါပဲ HIV ဆိုတဲ့စကားလုံးကသူမရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့မျိုးခံစားရတယ်သူမရဲ့လက်ထဲမှာကင်ထားတဲ့အိတ်တွေဖိုင်တွေဟာကျန်းပြင်မော်ကိုပြုတ်ကျသွားပြီးစေးရုံတိုင်ကိုမှီပြီးတော့ထိုင်ချလိုက်မိရဲ့မဟုတ်ဘူးဆရာဝန်ဒါအမားတစ်ခုဖြစ်ရမယ်ကျမဇင်မအတန်နေတုံရီနေပြီးတော့မျက်ရည်တွေကကြားမရအောင်ပါးပြင်မော်ကိုစီးကျလာခဲ့တယ်သူမရဲ့လှပတွေသူမရှာဖွေခဲ့တဲ့ပတ်စံတွေသူမရဲ့အောင်မြင်မှုတွေဟာဒီစကလုံးတစ်လုံးနဲ့အောက်မှာပြာကျသွားခဲ့ပြီသူမဟာကြောက်မက်ဖွယ်ရာအမှန်တရားရဲ့ပူလောင်မှုခံစားနေရပြီးတော့ဘဝရဲ့အဆုံးသက်ကိုမြင်အောင်နေမိရဲ့စေးရုံကနေစင်မပြန်လာတဲ့နေ့မှာပဲမြို့ငယ်လေးရဲ့တည်င်းကမြန်ဆန်လုံးပါတယ်စင်မ HIV ပိုးကူးစက်ခံထားရတယ်ဆိုတဲ့တည်င်းကမိထောက်လိုပဲရက်ွက်ထဲမှာလင်းမြန်စွာနဲ့ပြန့်နှံ့သွားခဲ့တယ်အရင်ကစင်မရဲ့လှပအောင်ငေးမောပြီးဆိုင်ရှိမှာကားတွေတန်းစီနေတတ်တဲ့ကုန်ကားသမားတွေဟာအခုတော့စင်မဆိုင်ရှိကိုဖျက်မသွားရကြတော့စင်မကိုစံပြမိန်းကလေးတယောက်လိုမြင်ခဲ့ကြတဲ့ရက်ွက်ထဲကလူတွေကလည်းအခုတော့သူမကိုအန်ရရှိတဲ့လူတယောက်လိုမြင်ပြီးဝဝေးရပဲရှောင်ကျင်ကြပါတယ်
ဟဲ့ဇင်မဆိုင်အောင်မသွားနဲ့ဦးအဲ့ဒီယောဂကုတက်တယ်ဆိုတဲ့အတန်တွေကနေရာတိုင်းမှာကြားနေရပါတယ်ဇင်မရဲ့အချစ်ဆုံးတငယ်ချင်းတွေသူမအောင်အမြဲတမ်းဝိုင်းအောင်နေတတ်တဲ့ကားသမားတွေသူမစီဟာအကျိုးအမြတ်ရှာခဲ့တဲ့သူတွေအားလုံးသူမကိုလုံးဝပြစ်ပယ်သွားကြတယ်ဇင်မဟာတယောက်တည်းသူမရဲ့ဆိုင်လေးထဲမှာအထီးကျန်နေခဲ့ရတယ်ဆိုင်လေးကလည်း၆ကတ်သွားပါတယ်ဇင်မာထမင်းဆိုင်ဆိုတဲ့ဆိုင်ပုတ်လေးကတော့တောက်ပြောင်နေတော့မယ်ဒါပေမဲ့ဆိုင်ထဲမှာတော့ဘယ်သူမှမရှိတော့ဘူးဇင်မာဟာသူမရဲ့အလားပါနဲ့ငွေတွေရဲ့နောက်ွယ်မှာရှိတဲ့အထီးကျန်ခြင်းကိုအစိုးဆုံးရတာကိုခံစားနေရတယ်။သူမရဲ့မျက်ရည်တွေကသူမရဲ့အဖြစ်အပျက်တွေကိုပြန်လည်သတိရစေပြီးသူမဟာတယောက်တည်းအမောင်တုထဲမှာအထီးကျန်နေခဲ့ရတယ်။ဇင်မယောဂအကြောင်းသတင်းပြန်သွားပြီးနောက်သူမရဲ့ဘဝဟာအမောင်ကျသွားခဲ့ပြီးတော့ဆိုင်မှာလည်းဧည့်သည်တွေလုံးဝမရှိတော့သလိုနေ့စဉ်စားဝတ်နေရေးအတွက်လည်းအခက်အခဲဖြစ်လာခဲ့တယ်။လူတိုင်းပြစ်ပယ်သွားတဲ့အချိန်မှာမမောင်ကတော့ဇင်မအနာမှာပဲရှိပြီးသူမအတွက်လိုအပ်တာတွေတယောက်တည်းပြုစုဆောင်ရှောက်ပေးတယ်။အမဇင်မရင်နွေးလေးတောက်လိုက်အောင်ဆေးလဲတောက်ရမယ်။မမောင်ဇင်မကိုဖျားနာနေတဲ့ကြာအတင်းတိုက်တွန်းရင်ပြုစုတယ်။ဇင်မကလည်းအိယာထရနေမမောင်ရဲ့စေတနာတွေကိုမြင်ပြီးမျက်ရည်တွေကျနေမိရဲ့။မမောင်ငါကလူဆိုးတယောက်ပါ။ဘာလို့ငါ့ကိုစောင့်ရှောက်နေရလဲ။မမောင်ကပြုံးလိုက်ပြီးတော့ကျွန်တော်အမကိုချစ်လို့ပါလို့နှလုံးသားထဲကစကားကိုပြောလိုက်ပါတယ်။ဒါပေမဲ့တရားတွေပေါ်မှာစားထက်ဖြူသလိုဒီနေ့ညမှာပဲဇင်မကိုခေါ်နေကြကုန်ကားသမားတယောက်သူမကိုအများဆုံးငွေလိမ်ခဲ့သူဇင်မအိမ်ရှိကိုရောက်လာခဲ့တယ်။သူဟာဇင်မကိုစိုးရိမ်ပြသလိုနဲ့ဝင်လာပြီးတော့ဇင်မမင်းချီနေရစိုးနေရဲဆိုလို့ငါလာတာငါမှရှိရပတ်စံတွေအကုန်ယူလိုက်လို့ပြောပြီးဇင်မအိတ်ချေကပတ်စံနေငယ်ကိုယူလိုက်တယ်။ဇင်မထားသူမကိုကူညီတာပဲလို့ထင်ခဲ့ပေမဲ့တကယ်တော့အဲ့ဒီကားသမားဇင်မရဲ့ငွေတွေကိုလိမ်ယူသွားတာပါ။ဇင်မဟာထားကိုနောက်မှသိလိုက်ရတဲ့အခါကိုကျိုးအတွက်ပဲကြည့်ရသူတွေရဲ့ရက်စက်မှုကိုပို့ပြီးတော့ခံစားလိုက်ရတယ်။ဇင်မာဟာအထီးကျန်ခြင်းနဲ့အတူတူငွေလိမ်ခံရတဲ့ဒဏ်ရာတွေကိုပါထပ်ဆင့်ခံစားရပြီးသူမဘဝဟာလည်းပို့ပြီးတော့အမောင်တုတွေကြာရောက်သွားခဲ့တယ်။ဇင်မာတယောက်အိယာထဲမှာလူးလွင့်ရင်အဖျားတွေတက်ခနာကိုကပိန်လီပြီးအယိုးပေါ်အရေးတင်ဖြစ်နေပြီးသူမရဲ့လှတရားတွေဟာအားနည်းချက်တွေဖြစ်နေပြောင်းလဲသွားတယ်။အခန်းထဲမှာဆေးရနံ့နေဝေဒနာရဲ့ရနံ့နေဖုံးလွှမ်းနေရင်မမောင်ကတော့သူမဘေးမှာရှိတဲ့ထိုင်ကုံအဟောင်းလေးပေါ်မှာထိုင်ဇင်မနဖူးပေါ်ကရေဘက်ဝတ်ကိုလည်းလဲပေးနေတယ်။မမောင်ရဲ့မျက်ဝန်းတွေမှာစိုးရိမ်မှုတွေပြည့်နေနေပေမဲ့ဇင်မကိုကြည့်ရဲ့အကြည့်တွေကတော့အရင်အတိုင်းနူးညံ့နေစေပါပဲမမောင်ဇမကတုံရီနေတဲ့အတန်နဲ့ခေါ်လိုက်တယ်ငါလူဆိုးတယောက်ပါလူတွေကိုလိန်ခဲ့တယ်သူတို့အသုံးချခဲ့တယ်အခုငါခံစားနေရတာဒါအပြစ်ပေးခံရတာပဲဇမမျက်ဝန်းနေရနေမျက်ရည်တွေစီးကျလာတယ်မမောင်ကဇမလက်ကိုတင်းတင်းကင်နေအမဇမအတိတ်ကအမားတွေအတွက်နောင်နာရတာပြီးပါပြီအခုအမရဲ့ကျမ်းမာရေးကိုပဲအာယုံစိုက်ပါဘာလို့လဲမောင်မောင်ဇင်မာဟာမောင်မောင်ရဲ့မျက်နှာကိုကြည့်ရင်မေးလိုက်တယ်ငါအမေကိုအမြဲတမ်းခိုင်းခဲ့တယ်အဖက်မလုပ်ခဲ့ဘူးဘာလို့ငါ့ကိုဒီလောက်တောင်စောင့်ရှောက်နေရလဲမမောင်ကတော့ခရီးရဲ့ပြုံးပြီးဇင်မာကိုကြည့်ရင်ကျွန်တော်ချစ်တာကအမဇင်မာရဲ့စိတ်ကိုမဟုတ်ဘူးနှလုံးသားကိုပဲအမမှာအမားတွေရှိခဲ့ရင်တော့ကျွန်တော်တော်အမကျွန်တော်ရဲ့ဘဝပဲလို့နှလုံးသားထဲကစကားလုံးတွေကိုပြောလိုက်တယ်ဇင်မာဟာလည်းမောင်မောင်ရဲ့စကားတွေကိုကြားပြီးသူမရဲ့နှလုံးသားထဲမှာရှိတဲ့မာနတွေအတ္တတွေဟာအရေးပြောသွားတယ်လို့ခံစားရတယ်။နှလုံးသားရဲ့ခွင့်လွှတ်ခြင်းဆိုတာဘာလဲဆိုတာကိုသူမပထမဆုံးချိန်နားလည်လာခဲ့တယ်။သူမဟာလူတွေကိုလိမ်လည်ခဲ့ပေမဲ့မောင်မောင်ရဲ့အချစ်စစ်ကိုတော့သူမလိမ်လည်လို့မရဘူးဆိုတာသိလိုက်တယ်။ဇင်မရဲ့ကျမ်းမာရေးဟာတနေ့ထက်တနေ့ဆိုးရွားလာပြီးတော့သူမအတွက်လိုအပ်တဲ့တမိုးကြီးရဲ့ဆေးဝါးတွေအာဟာရဓာတ်တွေကမောင်မောင်ရဲ့စုဆောင်ထားတဲ့ပတ်စံအနေငယ်ကိုလျင်မြန်စွာနဲ့ကုံဆုံးသွားစေမမောင်ကတော့ဇင်မကိုအသက်ဆက်နိုင်မှုအတွက်ဘာမဆိုလုပ်ဖို့အဆင်သင့်ပါပဲကျွန်တော်အမကိုဒီလိုသေးသွားအောင်ထိုင်ကြည့်မနေနိုင်ဘူးမောင်မောင်ဟာကိုပြောရင်းနဲ့ဆိုင်ကနေထွက်လာတယ်သူဟာယူသားတဲ့အလုပ်တွေနဲ့တွင်ငွေအမြောက်အများမရနိုင်မှန်းသိတဲ့အတွက်မျိုးပြင်အားမောင်ကိုပစ္စည်းတွေတည်ယူဖို့ဆောင်တဲ့အမှားလုပ်ငန်းတစ်ခုတည်းဝင်ရောက်လိုက်တယ်အဲဒီလုပ်ငန်းကိုထိန်းချုပ်ထားတာဒေသခံလူမိုက်အဖွဲ့ခေါင်းဆောင်ဆိုင်းနောင်ပဲဖြစ်တယ်မမောင်ဟာအန်ဒီရယ်တွေများတဲ့မောင်ကိုပစ္စည်းတွေကိုကားသမားတွေစီကိုပို့ဆောင်ပြီးတစ်ခေါက်ကိုလည်းငွေများများရအောင်စူးစမ်းတယ်။ဒါပေမဲ့ဆိုင်းနောင်ရဲ့အဖွဲ့ကအမြဲတမ်းလိုပတ်စံခေါင်းမုံဖြတ်ပြီးတော့ပေးတတ်တယ်။မင်းကငါစီမှာလှုပ်လှုပ်နေရငါပေးရနှုံးမဲရမယ်။ဆိုင်းနောင်ကမောင်မောင်ကိုချင်းချောက်ပြီးပြောတယ်။မောင်မောင်ဟာဇင်မစီဖို့အတွက်ဆိုပြီးဘာမှပြန်မပြောဘဲတီးခံခဲ့တယ်။ဒါပေမဲ့ဆိုင်းနောင်ရဲ့အဖွဲ့ကမောင်မောင်ကိုနှိမ်ချဆက်ဆံလာတယ်။ပတ်စံပြည့်မပေးတဲ့အတွက်မောင်မောင်ဟာတုတ်ပြန်ပြောဆိုအားနေရန်ကျွေးတစ်ခုစတင်ခဲ့တယ်။မင်းကောင်ရန်စနေရလားဆိုင်းနောင်ဆိုင်းနာမမရဲ့လေပင်ကိုဆွဲခိုင်ချင်းချောက်တယ်မမကတော့အကြောက်တရားမရှိပဲငါမိမအတွက်ငွေလိုတယ်မင်းပတ်စံအပြစ်မပင်ငါဘာမဆိုလုပ်မယ်လို့ပြန်ပြောလိုက်တယ်မမကလည်းဇင်မကိုချစ်တဲ့စိတ်ကြောင့်သူမရဲ့အသက်ကိုကယ်တင်ဖို့အတွက်အနေရများတဲ့အမောင်လန်းတဲ့ကိုအတင်းတိုးဝင်ခဲ့တယ်သူဟာဇင်မအတွက်ဆိုလို့ရှိရင်ကိုယ့်အသက်ကိုယ်တော်မှတန်ဖိုးမထားပဲရန်ကြွေးနဲ့အတူတူဘဝကိုစတေးဖို့ပြင်ဆင်နေခဲ့တယ်မမရဲ့အသက်ကိုရင်းပြီးရှာဖွေလာတဲ့ငွေတွေနဲ့ဇင်မအတွက်လိုအပ်တဲ့
ARD ဆေးတွေကိုလည်းဝယ်ယူနိုင်ခဲ့တယ် ARD ဆေးဆိုတာ HIV ပိုးရှိတဲ့သူတွေရဲ့ခန္ဓာကိုယ်ထဲမှာပိုးကောင်ရည်အတွက်ကိုရှော့ချပေးပြီးကိုယ်ခံအားစနစ်ကိုပြန်လဲကောင်းမွန်အောင်လို့ကူညီပေးတဲ့အသက်ကယ်ဆေးဝါးပဲဖြစ်တယ်ဒီဆေးကိုနေ့စဉ်မှန်မှန်တောက်ရပြီးတောက်ရတာလည်းတော်တော်လေးစိတ်ရှိရတယ်လို့ဘေးတဲ့ဆွေးချိုးလည်းရှိတတ်တယ်မမဟာစင်မကိုအမြဲတမ်းကြရင်အာဟာရရှိအောင်လည်းအတင်းကျွေးတယ်အမစင်မဒီဆေးတောက်ရင်ပို့ပြီးတော့ကောင်းလာမှာပါလို့အားပေးတယ်စင်မလည်းမောင်မောင်ရဲ့စေတနာကြောင့်ဆေးကိုမှန်မှန်တောက်ခဲ့ပြီးရတတစ်ပတ်အနေငယ်ကြမှာတော့သူမရဲ့ချိန်တွေဟာတိတိတတ်တာတိုးတက်လာခဲ့အဖျားရည်ကျသွားပြီးအိယာတွေကနေထလာနိုင်တယ်သူမရဲ့မျက်နှာလည်းမျောလင်းချက်အရေးရောင်နေပြန်လေပေါ်ထွက်လာတယ်ဒါပေမဲ့အဲ့ဒီမျောလင်းချက်ရဲ့နောက်ကွယ်မှာတော့မောင်မောင်ရဲ့ဘဝပို့ပြီးတော့အမှောင်ကျလာခဲ့တယ်ဆိုင်းနောင်ရဲ့ဖွဲ့နဲ့ရန်ကျွေးတွေပို့ပြီးကြီးထွားလာတယ်မောင်မောင်ကဆိုင်းနောင်ရဲ့ချိန်ဆမှုတွေကိုကျူးမဆိုင်ပဲစင်မအတွက်ပတ်စံရှာဖို့ပဲစူးစမ်းနေတယ်မောင်မောင်မင်းရဲ့လောကအန်ရည်များနေရလားစင်မဟာမောင်မောင်ရဲ့မျက်နှာမှာရှိတဲ့ထင်ရတွေကိုကြည့်ပြီးစိုးရင်တကြီးနဲ့မေးရဲ့မောင်မောင်ကတော့ပြုံးပြီးတော့ဘာမှမဖြစ်ဘူးအမစင်မပြန်ကောင်းရင်ပြီးရောလို့ဖြေတယ်စင်မကမမရဲ့စကားတွေကိုယုံကြည်ပေမဲ့မမရဲ့နောက်ကွယ်မှာရှိတဲ့အမောင်တူကကြီးထွားလာနေတာကိုတော့မသိချပါဘူးစင်မရဲ့ကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့အမျှမမရဲ့ဘဝကတော့အန်ရည်ကြားတဲ့ပို့ပြီးတော့ကျိုးဝင်နေခဲ့လေးနှစ်ဆိုတဲ့အချိန်ကာလတစ်ခုကုံဆုံးသွားခဲ့ပြီးစင်မဟာ ART ဆေးဝါးကိုမှန်မှန်တောက်သုံးခဲ့ရတာကြောင့်ကျမ်းမာရေးပြန်လဲကောင်းမွန်လာပြီးတော့ပင်ကိုလှတွေပြန်လဲပေါ်လွင်လာတယ်သူမကအတိတ်ကအမားတွေကိုနောက်တရရင်မမရဲ့စေတနာကိုအတိမတ်ပြုပြီးရိုးသားတဲ့လူကောင်းတစ်ယောက်အနေနဲ့ပြန်လဲနေထိုင်မှုစူးစမ်းခဲ့တယ်မမောင်ဒီမျိုးမှာနေငါတို့ရဲ့အတိတ်တွေကိုလူတွေကခဏခဏပြောကြလိမ့်မယ်ငါတို့ရှမ်းပြည်နယ်ဘက်ကိုပြောင်းကြရအောင်လို့စင်မကတောင်းဆိုတယ်မမောင်ကစင်မဆန္ဒအတိုင်းပဲရှမ်းပြည်နယ်ကတောင်ကုန်းမြို့လေးတစ်မျိုးမှာစင်မထမင်းဆိုင်ကိုပြန်လဲဖွင့်တယ်မမောင်ဟာမောင်ကိုလုပ်ငန်းနေရာနေထွက်လာပြီးစင်မနဲ့အတူတူအေဂျင့်ရဲ့ဘဝကိုတိစောက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အေဂျင့်မှုကခဏပဲခံခဲ့တယ်။ရှမ်းပြည်နယ်ကဆိုင်လေးမှာစင်မကဒေသခံတရုတ်ကပြကောင်လေးတယောက်နဲ့ထပ်မံဆုံတွေ့ခဲ့တယ်။အဲ့ဒီကောင်လေးကငယ်ရွယ်ပြီးချောမောတယ်လို့စင်မအပေါ်မှာလည်းသူတို့ချစ်ကီးဆိုင်တတ်တယ်။စင်မဟာမမောင်ရဲ့ရိုးသားတဲ့ချစ်ချင်းကိုသိပေမဲ့သူမရဲ့နှလုံးသားမှာရှိတဲ့လိမ်လည်လူတဲ့စိတ်နဲ့အလားပါကိုဆွဲလန်းစိတ်ကပြန်လည်နိုးထလာတယ်။သူမဟာလည်းကောင်လေးနဲ့တိတ်တဆိတ်ဆက်သွဲပြီးမမကိုလိန်ညာပြီးတော့ထပ်မံဖောက်ပြန်ခဲ့တယ်။မမောင်ငါဆိုင်ကိစ္စနဲ့အပြင်ခဏသွားအောင်မယ်လို့စိန်မာကလိန်ပြောတယ်။ကောင်လေးနဲ့အတူတူအချိန်ပြုံးဖို့ထွက်သွားတတ်တယ်။စင်မဟာလည်း၄နှစ်ကြာလူကောင်းလိုနေထိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမရဲ့အမောင်ရိပ်ကိုမဖယ်ရှားနိုင်ပဲနဲ့မမောင်ရဲ့ချစ်ချင်းမြတ်တာကိုထပ်မံပစ်ပယ်ခဲ့တယ်။တောင်တန်းပေါ်ကအမောင်ရိပ်ဟာစင်မဘဝကိုထပ်မံပြီးတိုးဝင်လာပြီးတော့သူတို့ရဲ့အေဂျင့်တဲ့ဘဝကိုဖျက်ဆီးဖို့ပြင်နေရှမ်းပြည်နယ်ကတောင်ကုန်းမြို့လေးမှာအေးချမ်းရှိနေခဲ့တဲ့စင်မဘဝဟာရှမ်းတရုတ်ကပြားကောင်လေးရှောင်းတီရောက်လာပြီးနောက်ပိုင်းမှာပြောင်းလဲသွားခဲ့တယ်။စင်မဟာမောင်မောင်ကိုလိန်နေပြီးရှောင်းတီနဲ့တိတ်တဆိတ်ဖောက်ပြန်နေခဲ့တာကိုမောင်မောင်လုံးဝမသိဘူး။မောင်မောင်ကတော့ဆိုင်လုပ်တွေကိုပြင်ပန်းကြည့်စာလုပ်ရင်စင်မတက်ငွေရှာပေးနေစေပါပဲ။ဒီနေ့မှာတော့မောင်မောင်ဆိုင်ပစ္စည်းဝယ်ဖို့မြို့ပေါ်ကိုသွားချိန်ရှောင်းတီကစင်မဆိုင်ကိုရောက်လာတယ်။ရှောင်းတီကစင်မကိုပဲချစ်တာမဟုတ်ပဲမောင်မောင်နဲ့စင်မကြားမှာရှိတဲ့ပတ်စံတွေကိုပါလိုချင်တဲ့သူပါ။စင်မဒီကောင်ကိုထားခဲ့လိုက်စမ်းပါ။ငါစီကိုလိုက်ခဲ့ငါမင်းကိုပို့ပြီးတော့ပြောင်းလုပ်ပေးနိုင်တယ်ရှောင်းတီးကစမကိုစိုးတင်းဆွဲခေါ်ဖို့ကြိုးစားတယ်စမကတော့မောင်မောင်ကိုကြောက်တဲ့အတွက်ညှင်းဆန်တယ်မလုံးတဲ့ရှောင်းတီးမောင်မောင်တိသွားရင်ငါတို့နှစ်ယောက်သေလိုက်မယ်အဲ့ဒီချိန်မှာမောင်မောင်ဆိုင်ကိုလည်းပြန်ရောက်လာတယ်မောင်မောင်ဟာရှောင်းတီးကစမကိုဖတ်ထားမြင်လိုက်ရတော့ရင်ထဲမခံမရနိုင်အောင်ဖြစ်သွားတယ်မင်းမလုပ်နေရလဲမောင်မောင်ကဒေါသတကြီးနဲ့ရှောင်းတီးကိုတွန်းထုတ်လိုက်တယ်။ရှောင်းတီးကတော့မကြောက်တဲ့ပြင်မမကိုပြန်ပြီးတော့ရံမှုတယ်။မင်းရဲ့မိန်းမမင်းကိုမချစ်တော့သူကငါ့ကိုပဲချစ်တာလို့စင်မရှိမာရန်စပြီးမမကိုစတင်ထိုးကြိတ်တယ်။မမကတော့အရင်လိုရိုးအေးတဲ့ကောင်လေးမဟုတ်ပဲအမောင်လုပ်ငန်းတွေမှာကျန်လည်ခဲ့သူမလို့ရှောင်းတီးကိုပြန်လဲတုတ်ပြန်တယ်။ဆိုင်ထဲမှာပကံတွေစပွဲတွေမှောက်ကုန်ပြီးပြဿနာကြီးထွားလာတယ်။စင်မကတော့မျက်ရည်တွေနဲ့ကြည့်နေရုံမဲ့တက်နိုင်တယ်ပျက်စီးခြင်းရဲ့အရေးအယောင်ကသူတို့ရဲ့ဘဝတွေကိုတိုးဝင်လာပြီးမမောင်ရဲ့စေတနာတွေကိုဖျက်ဆီးပစ်လိုက်ပြီးမမောင်ဟာစင်မတွဲဆိုပြီးရန်ကျွေးတွေနဲ့ရင်ဆိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စင်မရဲ့ဖောက်ပြန်မှုကြောင့်နှလုံးသားဒဏ်ရာကိုထပ်မံခံစားနေရတယ်မမောင်နဲ့ရှောင်းတီတို့ရဲ့ရန်ပွဲကဆိုင်အိုတွေမဟုတ်ပဲသူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာပါကြီးထွားလာခဲ့တယ်။ရှောင်းတီးကစင်မကိုလိုချင်တယ်လို့မမကိုပါဖယ်ရှားဖို့ကြိုးစားတယ်။အထူးသဖြင့်မောင်မောင်ရဲ့နောက်ကျောင်းရာဇဝင်ကိုတည်သွားတဲ့အတွက်ဒါကိုလက်နက်တပွဲအသုံးချဖို့ဆုံးဖြတ်လိုက်တယ်။မမောင်မင်းကငါ့ကိုအနိုင်ယူမယ်လို့ထင်နေရလား။မင်းရဲ့အမှောင်ဘက်ကိုငါအဆုံးသတ်ပေးမယ်။ရှောင်းတီးကကိုပြောရင်မမောင်ရဲ့အရင်အလုပ်ရှင်ဖြစ်တဲ့ဆိုင်းနောင်ရဲ့အဖွဲနဲ့ချိတ်ဆက်လိုက်တယ်။ရှောင်းတီးကဆိုင်းနောင်ကိုမောင်မောင်ဟာသူတို့စီကပတ်စံတွေကိုလိမ်ပြီးပြေးသွားတာအခုလည်းရှမ်းပြည်မှာဆိုင်ဖွင့်ပြီးအေးစစ်စစ်နေတယ်ဆိုတဲ့သတင်းကိုသတင်းပေးလိုက်တယ်။ဆိုင်းနောင်ကတော့မမကိုလိုက်ရှာနေရကြပြီမလို့ရှောင်းတီးရဲ့တည်င်းကိုကြားရတာအလိုဒေါသထွက်သွားတယ်။တညမှာတော့မမဟာဆိုင်သိန်းနေတော့ဆိုင်းနောက်ရဲ့သူ့လူတွေဆိုင်ထဲကိုရုတ်တရက်ဝင်လာကြတယ်။မမမင်းငါ့ကိုလိန်ပြီးတော့ထွက်ပြေးရဲတယ်ပေါ့။ဆိုင်းနောင်က
မောင်မောင်ကိုလည်းထိုးကျိန်ချိန်ချောက်တယ်မောင်မောင်ကတော့အခုချိန်မှာစင်မအတွက်စိုးရိမ်နေရကြောင်းဘာမှမလုပ်နိုင်ပဲအထိုးခံနေရတော့တယ်ဆိုင်တော်ကမောင်မောင်ရဲ့မှောင်ခိုပစ္စည်းတွေကိုဆိုင်ထဲမှာလိုက်ရှာတယ်ရဲတွေကိုတိုင်ကြားဖို့ပြင်ဆင်တယ်ရဲတွေရောက်လာရင်မင်းဘွားတော့ပြတ်သွားပြီဆိုင်တော်ကပြုံးစီစီနဲ့ပြောတယ်စင်မကတော့ဘေးကနေငိုပြီးကြည့်နေအောင်ပဲအမောင်ထောင်ချောက်ချဲကိုမောင်မောင်ပြုတ်ကျသွားပြီမမောင်ဟာစင်မအတွက်အသက်ကိုရင်းပြီးအလုပ်လုပ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စင်မကြောင့်နေမကပဲစင်မဖောက်ပြန်တဲ့သူရဲ့လောက်ကြံမှုကြောင့်ထောင်ထဲရောက်သွားခဲ့ရတယ်။မမကိုရဲတွေဖမ်းဆီးခေါ်ဆောင်သွားချိန်မှာစင်မဟာအထီးကျန်ခြင်းနဲ့အတူတူနောင်နာအောင်ပါခံစားရတယ်။ချစ်ချင်းရဲ့ကြံရဟာစင်မဘွားရဲ့အမောင်ဆုံးချိန်တွေကိုတွန်းပို့လိုက်တယ်။မမောင်ရဲလက်ထဲရောက်သွားပြီးထောင်ကျသွားတဲ့တပြိုင်နက်တည်းရှောင်းတီးရဲ့စစ်မှန်တဲ့သဘောထားပေါ်လာခဲ့တယ်။သူဟာစင်မကိုချစ်တာမဟုတ်ပဲမမောင်ရှာဖွေစုဆောင်းထားတဲ့ပတ်စံတွေကိုပဲမမောတာပါ။စင်မမေးရယောက်ျားတော့ထောင်ကျသွားပြီ။ငါတို့ဒီမျိုးမှာဆက်နေလို့မရတော့ဘူး။ရှောင်းတီးကစင်မကိုချွတ်မော့ပြောပြီးမမောင်နဲ့စင်မာတို့နှစ်ယောက်ပေါင်းပြီးစုထားတဲ့ပတ်စံတွေဆိုင်ကယ်နဲ့တန်မိုးရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးသိမ်းဆည်းလိုက်တယ်။စင်မာဟာရှောင်းတီကိုယုံကြည်ပြီးအားလုံးကိုပေးလိုက်မိတယ်။ဒါပေမဲ့ပတ်စံတွေရရနဲ့ရှောင်းတီကစင်မာကိုအယူတယောက်လိုထားပစ်ပြီးထွက်ပြေးသွားတော့တယ်။စင်မာဟာအထီးကျန်ခြင်းငွေကြေးပြက်လက်ခြင်းနဲ့အခြေခံရမှုပြပြခြင်းတွေရဲ့တံကိုတပြိုင်နက်တည်းခံစားလိုက်ရတယ်။သူမရဲ့ကျန်းမာရေးကလည်း ART ဆေးတွေမမှန်မတောက်နိုင်တော့တဲ့အတွက်ထပ်မံဆိုးရလာတယ်။သူမဟာပြိုလဲနေတဲ့ဆိုင်လေးထဲမှာဘွားပြက်ခဲ့ရတယ်။အရင်ကလာပါတဲ့စင်မကကားသမားတွေကိုညှို့ယူခဲ့တဲ့စင်မမမောင်ရဲ့ချစ်စစ်ကိုရခဲ့တဲ့စင်မဟာအခုတော့ဘာမှမရှိတော့တဲ့ကျမကြီးချွတ်တဲ့မိန်းမတယောက်အနေနဲ့တေမင်းကိုစောင့်ဆိုင်နေရရှာတယ်။စင်မဟာနောင်တတရားနဲ့အတိတ်တွေကိုပြန်တွင်းမမောင်ရဲ့စေတနာကိုအလဲသုံးစားလုပ်ခဲ့မိတဲ့အတွက်အထီးကျန်ခြင်းဒုက္ခကိုအဆိုးရွားဆုံးခံစားရင်လောကကြီးကိုကြော်ခိုင်းသွားခဲ့ရပါတော့တယ်။